ဆွေကြီးတို့နဲ့တို့ရဲ့အတွင်းကိုနဲ့အတူဇာတ်ထိတ်ကနေရှင်းမှတ်ဖြစ်လိုက်ပြီးချန်ပီယံဖြစ်တော့မယ့် NSA အားလုံးပဲမင်္ဂလာပါများရွှေရိုက်မက်ခုရှိကိုလိုင်းကျကနေအားလုံးကိုပြန်လဲကြိုလိုက်ပါတယ်။မင်းညာကစားသွားတဲ့ NSA နဲ့ ALE ပွဲမှာ Red ရဲ့ဖွင့်ကိုနဲ့အတူ NSA တို့ဇာတ်ထိတ်မှာရှင်းမှတ်ထိဖြစ်ပြီးချန်ပီယံဆုနဲ့နီးဆက်ဆုံနေတာကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီဘက်မှာ Red အတွက်ရော NSA အတွက်ပါတကယ်ကိုဆုံးဖြတ်ပေးတဲ့ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပြီးနှစ်ကိုမရှိဆိုတဲ့ရတဲ့နဲ့နိုင်လိုက်တာကြောင့် Sorry Broly Flag ကလက်ကန်တို့ကိုရောက်လာပြီလို့ပြောလို့ရပါတယ်။ပွဲချောင်းပြန်ကြည့်မယ်ဆိုရင် Prime မှာနှစ်ပတ်စလုံးကခန်းစစ်ကိုတေးချကစားခဲ့ကြတော့ဂုံးမရှိတေးချနေကြတာပါ။ဒါပေမဲ့ပွဲကစားရင်86မိနစ်မှာတော့ရိုနယ်ဒိုကအကြောင်းဖိလစ်ကန်ကျင်ပြလိုက်တဲ့တောက်ကန်ဘောကိုအပိုင်ကောင်းတိုက်ပြီးအဖွင့်ကိုသွင်းယူပေးခဲ့ပါတယ်။ဒီကောအရဲတို့အတွက်ဇာမဘွားတစ်လျှောက်90မြောက်သွင်းကိုဖြစ်လာခဲ့ပြီးဂိုးပေါင်း1000ပြည့်ဖို့အတွက်39တာလိုပါရယ်။ပွဲပြီးကန်ဒီမိနစ်90မှာတော့ Kingsley Coman က NSA အတွက်ဒုတိယကိုသွင်းယူပေးခဲ့ပြီး NI တေးချစေခဲ့တာဖြစ်ပါတယ်။အခုချိန်မှာ NSA ကပွဲ30ကစားပြီးရမှတ်89မှတ်နဲ့ဇာတ်ထိပ်မှာဦးဆောင်နေပါတယ်။ဒုတိယနေရာကအိမ်လေကတော့29ဝဲကစားပြီး87မှတ်ရရှိထားတာကြောင့် NSA က10မှတ်ထိဖျက်ထားနိုင်တာဖြစ်ပါတယ်။အိမ်လေကတပွဲရောကစားထားလို့သူတို့သာအိုက်ပွဲကိုနိုင်ခဲ့ရင်ကွာချက်က9မှတ်ထိကျင်းသွားနိုင်ပေမဲ့ NSA ရဲ့လက်ရှိခြေစွမ်းရာချန်ပီယံဆုကိုလွဲချော်ဖို့ကခင်းရင်သွားပါပြီ။ NSA အနေနဲ့ကျန်တဲ့၄ပွဲတွေက3ပွဲနိုင်အောင်နဲ့ချန်ပီယံဆုကိုတင်ချာနေရကြံဝင်ရရှိပါတော့မယ်။လက်ကျန်ပွဲစဉ်တွေကိုကြည့်ရင်လည်းမေလ3ရက်နေ့မှာ Eka DCR မေလ9ရက်နေ့မှာ Asia Bank မေလ12ရက်နေ့မှာအိမ်လေပြီးတော့နောက်ဆုံးပွဲဖြစ်မေလ20ရက်နေ့မှာဓမတ်အသင်းတို့နဲ့ကစားရဖို့ရှိနေပါတယ်။အဲဒီမှာမေလ10ရက်နေ့မှာကျင်းပမယ့်အိမ်လေနဲ့ပွဲကအရေးကြီးဆုံးဖြစ်ပြီးဒီပွဲမှာတင်ချန်ပီယံဖြစ်နိုင်ဖို့အခွင့်အရေးရှိနေပါတယ်။မိပြဂျော့ဂျေဆူရဲ့လက်အောက်မှာ NSA ဟာ၄မှာ15ပွဲဆက်နိုင်ထားတယ်လို့ပြန်ပွဲရဲမှာလည်း19ပွဲဆက်နိုင်ထားတဲ့စံချိန်ကောင်းကိုပိုင်ဆိုင်ထားပါတယ်။လေဗလာတွေမဟုတ်ဘဲနဲ့ NSA ဟာအာရှချန်ပီယံလိ2မှာလည်းဗိုလ်လူပွဲထိတက်ထားနိုင်ခဲ့ပါပြီ။လာမယ့်မေလ16ရက်နေ့မှာဂျပန်ကလပ်ဂမ်မာအိုဆာကာနဲ့ဗိုလ်လူပွဲကစားရမှာဖြစ်လို့ Red အတွက်တော့ sorry မြေမှာတရားစီတဲဖလားနှလုံးရောက်နိုင်မဲ့ရွှေအောင်ခွင့်ရနေတာဖြစ်ပါတယ်။ဒါကြောင့် Ronaldo ရဲ့ sorry ခီးဆရာဝေဖန်မှုတွေကိုအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်လို့ကမ္ဘာအဆင့်မီစံချိန်တစ်ကိုလည်းထပ်ပြီးမြင်တွေ့ရဖို့ရှိနေပါတယ်။ NSA အသင်းဟာ sorry Broly မှာရင်ချင်းနေကောင်းနေတာမဟုတ်ဘဲနဲ့အာရှပြိုင်ပွဲဖြစ်တဲ့ AFC Champions League 2မှာဗိုလ်လူပွဲကိုတက်လန်းထားနိုင်ခဲ့ပါပြီ။သူတို့ဟာ semi final မှာကာတာကလပ် ALE အသင်းကို9ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့ပြီး final ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဗိုလ်လူပွဲကိုတော့လာမယ့်မေလ16ရက်နေ့မှာဂျပန်ကလပ်ဂမ်မာအိုဆာကာနဲ့ Real မြို့မှာကစားသွားရမှာဖြစ်ပါတယ်။ဒါရဲတို့အတွက်တော့ sorry မြန်မာတရားစီတဲ့ဖလားနှလုံးရယူနိုင်မဲ့ရွှေရောင်ခွင့်ရေးတစ်ခုဖြစ်ပါတယ်။အကယ်၍ Ronaldo ကဒီဖလားဒီကိုသာရယူနိုင်ခဲ့မယ်ဆိုရင်သူရဲ့အာရှခီးစင်ဟာအလုံးအောင်မြင်တယ်လို့သတ်မှတ်နိုင်မှာဖြစ်ပြီးဝေဖန်သူတွေကိုလည်းအကောင်းဆုံးတုံ့ပြန်လိုက်တာဖြစ်မှာပါ။လက်ကျန်ပွဲစဉ်တွေမှာ NSA အနေနဲ့အမှားရမရှိဆက်လက်ကစားသွားနိုင်မယ်ဆိုရင် Red ရဲ့ sorry မြေကပထမဆုံးနေ့ဖလားအောင်ပွဲကိုမကြာခင်မှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဒါအပြင်အာရှချန်ပီယံလိမှာလည်းဗိုလ်လူပွဲတက်ထားနိုင်တာကြောင့် Red အတွက်တော့ဒီနေ့ဟာသူရဲ့ကစားမဘွားမှာအမှတ်တရအဖြစ်ဆုံးနေ့တွေကတနေ့ဖြစ်လာမှာသိကြပါတယ်။ Sorry Broly ရဲ့အဆင့်တန်းဟာလည်း Red ကမ္ဘာအဆင့်မီကစားမတွေကြောင့်ပုံမြင်မာလာခဲ့ပြီးဒီကမ္ဘာလုံးကစောက်ကြည့်ရတဲ့လေးတစ်ခုဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။အောက်ကပါခင်ဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။